တကယ်တမ်းကတော့မအလသမတဘဲလလုတ်ဘာဘဲလလုတ်ဘာကိုမစိတ်ဝင်စားခဲ့တာမဟုတ်ပါဘူးဒီကောင်ကိုရရနေနဲ့နိုင်အောင်တိုက်ရမယ်ဆိုတဲ့စိတ်ပဲရှိပါတယ်သို့ပေမဲ့လေခုဒီကောင်လောက်လာနေပုံကတိုင်းပြည်ကိုသူတယောက်တည်းဖျက်ဆီးတာအားမရလို့အုံလိုက်ချင်းလိုက်ကိုဖျက်ဆီးမယ်ဆိုတဲ့ခံယူချက်နဲ့ဆောင်ရွက်လာနေတာကပိုပြီးထင်ရှားလာတာကိုတော့တတိထားရကြမှာဖြစ်ပါတယ်ဝုံကြီးခန့်တာကိုနမူနာကြည့်ပါဦးကိုနီကိုရက်ဆက်ဆက်ပြစ်သားခဲ့တဲ့အထဲမှာအဓိကပါဝင်ဆောင်ရွက်ခဲ့တဲ့လူသားကောင်ဘိုမူဟောင်းလင်းစော်ထွန်းဆိုတဲ့ကောင်ကိုဝုံကြီးအဖြစ်ခန့်ထားလိုက်တာပါပဲဒီကောင်ရဲ့လူသားမှုဟာတန်မှန်လူသားမှုမဟုတ်ဘူးနော်ပြည်သူတို့နိုင်ငံရေးအရာတမင်တကာကိုလောက်ကျန်တပ်ဖြတ်ခဲ့သူပါဒီကောင်ကိုခန့်ထားတဲ့ဝုံကြီးဌာနဆိုတာကလည်းတန်မှန်ဝုံကြီးဌာနမဟုတ်ပါဘူးနော်ပြည်သူတို့တိုင်းပြည်ရဲ့အသက်သွေးကြောတပွဲအရေးကြီးလာတဲ့လာဝကနေရာမှာဒုဝုံကြီးအဖြစ်ခန့်ထားလိုက်တာပါအဲ့ဒါသေချာစဉ်းစားနော်ပြည်သူတို့အဲ့လောက်တော့ရက်ဆက်ရောက်มาတဲ့ကောင်ကမအေလိုကသူ့ကိုနေရာခန့်အပ်ထားတယ်ကျင့်နော်ပြည်သူတို့မြင်အောင်ကြည့်ကြနော်မင်းအောင်လန်ရဲ့စိတ်ဓာတ်ကိုမြင်အောင်ကြည့်ကြတတိုင်းတပြည်လုံးကိုသူဘလောက်ထိရက်ဆက်ဆက်အောက်တန်းကြရောက်မှာမလဲဆိုတာမိုးဆက်ပြောပြမယ်နောက်တစ်ခုကရန်ကုန်တိုင်းဝန်ကြီးချုပ်ခန့်တဲ့ကောင်ကတက်ငယ်ပဒဲမှုကိုပဒဲကျစ်သူဘက်ကကာကွယ်ပြီးရပ်တည်ခဲ့တဲ့သူပါရန်ကုန်တိုင်းဆိုတာကလည်းတန်မှန်တိုင်းတစ်တိုင်းမဟုတ်ပါဘူးနှစ်ပေါင်းမြောက်များစွာနိုင်ငံတော်ရဲ့မြို့တော်ဖြစ်ခဲ့တဲ့တိုင်းပါနိုင်ငံတကာတန်ယုံတွေနဲ့စီးပွားရေးအရာအချက်ချအကျဆုံးနံပါတ်1တိုင်းကြီးပါဒီလိုတိုင်းပြည်အတွက်အရေးပါအရာရောက်ဆောင်သောတိုင်းမှာမှဝုံကြီးချုပ်ခန့်ထားခံရတဲ့ကောင်ကလူလောကတစ်ခုလုံးကိုအမတန်မှဆက်စွန်ယုံစရာကောင်းလွန်းလာတဲ့အမှုမျိုးကိုမှကာကွယ်ပေးထားတဲ့သူနောက်ကျန်သေးတယ်ပြည်တို့မြန်မာပြည်ရဲ့ထမင်းအိုးလို့ပြောရလောက်တဲ့အထိစံစပါထွက်တဲ့အေယာဝတီအဲ့ဒီအေယာဝတီတိုင်းမှာဝုံကြီးချုပ်ခန့်ထားတဲ့ကောင်ကဘယ်လိုကောင်လဲသိကြလားအေယာဝတီတိုင်းလုံးကပြည်သူတွေရဲ့လဲတွေရာတွေမြေတွေကိုအတင်းအဓမ္မသိမ်းယူနေတဲ့နေရာမှာနာမည်အဆိုးဆုံးကောင်အဲ့ဒီကောင်ကိုအခုအေယာဝတီတိုင်းရဲ့ဝုံကြီးချုပ်ခန့်ထားတာတဲ့ရှင်နာမည်ကဒုဗိုလ်မှူးကြီးဟောင်းအေးကျော်ပါတဲ့ရှင်ပါရိုက်ချင်စရာအကောင်းဆုံးကတော့ကိုကျင်မီကိုဖြိုးစရာတော်တို့ကိုတေတံအမိတ်ချမှတ်ခဲ့တဲ့ကောင်ကိုမှရန်ကုန်တိုင်းရဲ့မြို့တော်ဝန်ရာထူးကြီးကိုခန့်အပ်လိုက်တာပါပဲနာမည်ကမျိုးမြင့်အောင်ပါသူလဲဒုဗိုလ်မှူးကြီးဟောင်းပါပဲကောင်းပြီဒီလောက်ထိမိုးတို့ဘာမှမပြောလို့သေးပါဘူးပြည်သူတို့တေတေချာချာစဉ်းစားကြည့်ရမှာကအဲ့ဒီအပေါ်ကဘဲကောင်တွေဘလောက်ပဲပေါက်ကရလှုပ်ချင်တိုင်းလှုပ်ခဲ့ပြီးပေါ်ပေါက်လာခဲ့ရင်စေဖို့အတွက်ထားစီထားတဲ့အာကတိတိုက်ဖြတ်ရေးအဖွဲ့ဖွဲ့ထားပေးတဲ့အထက်မှာအဖွဲ့ဝင်အဖြစ်ခန့်အားထားတဲ့သူကတော့ကြားဖြားကိုင်းတွေစီကနေအကြီးအကျယ်လှစားသူအဖြစ်ထင်ပေါ်ကြော်ကြားနေတဲ့ရဲချုပ်ဝင်းစော်မိုးပါတဲ့ရှင်ကြားလို့မှကောင်းကြသေးရဲ့လားအရာကတို့ရဲ့လို့အော်ပြောစရာမလိုတော့တဲ့အထိပါပဲအားလုံးကိုခြုံပြီးသုံးသပ်ရရင်အဖြေကတော့စင်းပါပြီဒီကောင်ဟာတိုင်းပြည်ကိုသူတယောက်တည်းဖျက်ဆီးတာအားမရသေးလို့အုံလိုက်ကျင်းလိုက်နဲ့ဝိုင်းပြီးဖျက်ဆီးဖို့လောက်တော့မှမြေကြီးလက်ခမလွဲအေကံမုံချပါပဲအခုကြားပြီးမြင်ပြီးသိပြီးဆိုတော့ရန်ကုန်တိုင်းကမိဘပြည်သူတွေကိုရက်သားသမီးတွေနော်ကောင်းကောင်းကြည့်ပေးကြပါဗဒိန်းချင်းခံရလို့ရှိရင်အဲ့ဒီဝုံကြီးဖာကောင်မအလားခန့်ထားတဲ့အဲ့ဒီဝုံကြီးကဗဒိန်းဘက်မှာပဲရတည်တယ်လူသက်သမားဘက်မှာပဲရတည်တယ်သူတို့တလိုက်ဆန်ချင်းဘက်မှာပဲရတည်တယ်သူတို့အောက်ဒန်းစားချင်းဘက်မှာပဲသူတို့ရတည်တယ်ဘယ်တော့မှလူဘက်မှာရတည်မှာမဟုတ်ဘူးโอเคနော်နေတို့မိသားစုနေတို့သားသမီးတွေဗဒိန်းချင်းခံလို့ရှိရင်မစင်းစားနဲ့နေတို့ရဲ့အမှုကိုကူညီပေးဖို့ကာကွယ်ပေးဖို့လောကမစင်းစားနဲ့အဲ့ဒါကိုနော်နိုင်ငံရေးတော်လှန်ရေးငါနဲ့မဆိုင်ဘူးနော်အခုထိုင်နေပြီးတော့ဘောငုံနေတဲ့သူတွေမနေတဲ့သူတွေစောက်နေတဲ့သူတွေလည်းနော်တတိထားကြတော့โอเคနော်သူ့လိုမျိုးမရောက်မှလို့ရှိရင်သူလဲဝန်ကြီးချုပ်နေရာမှာဗာနေရာမှာသူပေးမှာမဟုတ်ဘူးသူ့လိုမျိုးအောက်တန်းကြမှာရောက်မှာကောက်ကြည့်မှာသူကနေရာပေးတာမအေလို့မရောက်လိုက်ပြောတာနော်အခုသူ့ရဲ့အပေါင်းအပါအားလုံးသူခန့်ထားတဲ့လူတွေအားလုံးကသူ့လိုမျိုးအကောင်လုံးရက်ဆက်ရောက်มาတဲ့ကောင်တွေတက်ပဲအဲကြောင့်နိုင်ငံရေးတော်လှန်ရငါနဲ့မဆိုင်ဘူးဆိုရင်ဆက်ပြီးတော့ဘောမလိုက်ပေါ့နော်ပြူစောထီရဲ့မိသားစုတော်မှာစစ်ခွေးပြန်ပြီးတော့ဗဒိန်းကြည့်တယ်ဆိုတာဒါပဲနော်အဲ့ဒါနေတော့ဘောမအစင်းနဲ့ဒီမအေလို့မရောက်လဲသူ့ရဲ့အပေါင်းပါမေးတို့ကိုဘာမှမလုပ်ဘူးလို့မထင်လိုက်နဲ့နော်အဲကြောင့်နော်သူများတွေတိုက်တဲ့အချိန်မှာပါဝင်ကြကူညီကြမပါဝင်ချင်ဘူးဆိုရင်လည်းမကြခင်တို့ဖင်နာတယ်တော့မှပါပြောမယ်တချို့မှဆိုရင်အာနာစင်ရောက်มาတာကိုတို့တခါမှမခံရလို့အကြောင်းတို့တွေကမပါဝင်ဘူးကိုချင်းစာတရားမရှိဘူးเนาะအာနာစင်ရောက်มาတာကိုခံရတဲ့လူတွေကတော့ဘယ်လိုမျိုးအရတာလဲဆိုတာတို့တော့မေးကြည့်လိုက်ပါโอเคเนาะအဲ့ဒါပြောထားမယ်เนาะလူလိုမျိုးနေရှင်လို့ရှိရင်ဒီလူစိတ်မရှိတဲ့ကောင်တွေကိုရအောင်မောင်းထုတ်ပေးတော်လန်ပေးစန့်ကျင်ပေးအလကားမနေကြနဲ့စီးတဲ့အချိန်လေးနဲ့เนาะဒီအာနာစင်အာနာယူကိုတော်လန်ပေးကြပါ
နော်ဒီလူတွေကကဘာပေါ်မှာအရက်ဆက်ဆုံးအယုတ်မာဆုံးအောက်တန်းအကြဆုံးအညစ်ပဆုံးပဲစင်ကိုယ်နိုင်ငံမှာကိုထားလို့မရဘူးကိုယ်နိုင်ငံမှာကိုထားလို့စင်ကိုယ့်ရဲ့နိုင်ငံသူနိုင်ငံသားအလုံးအကလုံးစုပ်ပြတ်တဲ့ပြီးတော့တေကောင်မှာခွေးတွေဖြစ်ကောင်မှာမင်းတို့ဘလောက်ဘောဆဲမရှင်လဲမှပါလူစိတ်စီးတဲ့ငါတို့တွေကရတဲ့ဒီနဲ့ဒီလူစိတ်မရှိတဲ့မိစ္ဆာခွေးယူအတာယူပလင်ယူတွေကိုရတဲ့နေနဲ့မောင်းထုတ်မယ်ကွာငွေစီးလို့စင်ငွေထည့်မယ်စီးတဲ့အရင်ချင်းနဲ့ဒီမအေလို့တိုက်ထုတ်တော်လန်သွားမယ်โอเคနော်နောက်ဆုံးဘာမှမကြံတော့လဲစိတ်နေတဲ့ဒီအဖောက်ပြားတပြားကိုလေဒီခွေးမသားတွေကိုရတဲ့နီးနဲ့တော်လန်မှာခွေးယူမိစ္ဆာကောင်ပလင်ယူအာတာယူလူသက်သမားကောင်တွေရတဲ့နီးနဲ့တော်လန်မှာအသက်စင်နေတဲ့တွေစိတဲ့အချိန်လေးနည်းနည်းလားမများလားနေ့တိုင်ညတိုင်တော်လန်တိုက်ထုတ်သွားမယ်နော်ဒီပွဲကစစ်ဆက်ဆောက်တဲ့လူပဲပန်းတန်ရောက်မယ်ခရီးရောက်မယ်စစ်ဆက်မဆောက်လို့စင်မရောက်ဘူးစင်ဒီပွဲကစ조사တဲ့လူပဲအောင်မြင်မယ်မ조사တဲ့သူကမအောင်မြင်ဘူးစင်းလားအဲ့ကြောင့်ငါတို့တွေကဆက်ပြီးတော့စ조사မယ်ပန်းတိုင်မရောက်မချင်းစိတ်ဆက်ဆောက်မယ်ဒီခွေးမသားခွေးယူပလင်ယူအာတာယူတွေကိုငါတို့နိုင်ငံမှာငါတို့လုံးဝမထားဘူးဒီတစ်ခါတို့အမြင့်ပြစေရမယ်အဲ့ကြောင့်ငါတို့လောက်တဲ့အလုပ်တကူကမအောင်မြင်မချင်းပန်းတိုင်မရောက်မချင်းဘယ်တော့မှမနာဘူးဘယ်တော့မှဆွဲမစော့ဘူးအားလုံးအတွက်တနိုင်ငံလုံးအတွက်စိတ်စစ်စီနဲ့ထားပြီးတော့မင်းတို့အာနာယူအမြင့်ပြကြဆုံတဲ့အထိတော်လန်သွားမယ်နော်ငါမင်းတို့အာနာယူတွေခွေးယူတွေပလင်ယူတွေအားလုံးသိဖို့နော်အဲ့ဒါငါတယောက်တည်းပြောတဲ့စကားမဟုတ်ဘူးပြည်သူအားလုံးကိုစားငါပြောပေးတာနော်မင်းတို့တွေကလေလူစိတ်မရှိဘဲနဲ့အောင်မလေးတမတတွေဝင်ကြီးတယ်လို့ဖြစ်တယ်ဘယ်ပြည်သူလူထုမှထမင်းစားတဲ့လူတွေကအရောက်တန်းကမင်းတို့လက်မခံဘူးမင်းတို့ဘာကောင်ပဲဖြစ်မင်းတို့ကိုမအေလို့မအေလို့ပဲမအေလို့ခွေးမသားပလင်ယူအတယူချပုနော်တရုတ်ခွေးအယိုးကိုက်ဒီဖြက်ကောင်အဲ့ဒါပဲပြည်သူလူထုတွေကမင်းတို့ကိုခေါ်တာโอเคနော်မင်းတို့ကိုတမတလို့ဘယ်သူမှမခေါ်ဘူးနော်မအေလို့မင်းအောင်လိုက်မအေလို့